ကျွန်တော်အုံနောက်တွေကခင်းနောက်ကြနေပါတယ်ဒီနေ့အပြင်ပြောရရင်တော့ဒါခစ်ကိုလိုက်မမီဘူးဖြစ်နေတာပေါ့နော်ဒါကတချို့တလေပဲဖြစ်နေတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးကျွန်တော်လူသားတွေအားလုံးအားဒါဒီလိုအခြေအနေတွေကိုခံစားနေရတာပါမင်္ဂလာပါနော်လေးဝန် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဥပမာလွန်ခဲ့နှစ်ပေါင်း3သိန်းလောက်ကမုတ်ဆိုးတယောက်ကတိုင်း travel လုပ်ပြီးမှအခုခေတ်ကိုရောက်လာတယ်ဆိုပါတော့ဒီကြတစ်ခုကဒါလူတိုင်းရဲ့လက်ထက်မှာ smartphone တွေကင်ထားပြီးတော့မှဒါကိုယ့်အလုပ်ကိုခေါင်းမဖွန်တာလုပ်နေအောင်သူကတွေ့လိမ့်မယ်ပေါ့နော်ပြီးတော့အဟမ်းတင်သွားမယ်ပေါ့ပြင်သွားနေတဲ့ရထားရတဲ့ကားတွေကိုကြည့်ပြီးမှလည်းအဲ့လူကကြောက်နေနေပါတယ်အဲ့တော့ဒီလိုဖြစ်ရတာသူကိုယ်တိုင်ညံနေနေလို့လည်းမဟုတ်ပါဘူးတကယ်တော့သူ့ရဲ့အုံနောက်ကလည်းဒါလွန်ခဲ့နှစ်တန်းပေါင်းများစွာကလေးအစင်ခဲပြောင်းလဲလာပြီးသားမလို့သူ့ရဲ့အုံနောက်ကထူးချွန်ပြီးသားပါဒါပေမဲ့ပြဿနာကဒါသူ့အုံနောက်ကကောင်းကောင်းလိုက်ပြီးမှပြောင်းလဲခင်မှာပဲသူရောက်လာတဲ့ကဘာကြီးကဒါအယမ်းမြင်မြင်ပြောင်းလဲသွားလို့ပေါ့နော်အဲ့တကယ်တော့ရှေးခေတ်ကကျွန်တော်တို့ရဲ့ဘိုးဘေးတွေကလူ90ရာနဲ့150လောက်ပဲရှိရဲ့အုပ်စုလေးနဲ့နေထိုင်ခဲ့တာပါသိပ္ပံပညာရှင်တွေကတော့ဒါဒီလိုမျိုးအများဆုံးစုဝေးနေထိုင်နိုင်တဲ့အရေးအတွက်ကို Dunbar number လို့ခေါ်ကြရပေါ့နော်သူတို့ရဲ့နေစဉ်ဘဝကလည်းဒီနေ့ခေတ်လိုမျိုးမဟုတ်ပါဘူးနေထွက်ရင်လှုပ်တယ်နေဝင်ရင်အနားယူတယ်သားကောင်လိုက်တယ်အစာရှာတယ်ကိုတိရဲ့လူတွေနဲ့နေတိုင်းတွေ့ပြီးမှအတူတူနေထိုင်ကြရပေါ့နော်အနေတစ်ခုပေါ်လာရင်တော့ဒါ fight or flight လို့ခေါ်ရအသက်ရှင်ဖို့တိုက်ခိုက်မလားထွက်ပြေးမလားဆိုရတုံ့ပြန်မှုနဲ့ချက်ချင်းဆိုလို့တုံ့ပြန်ကြပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်နေထိုင်တဲ့ကဘာကြီးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဒါဒီအချိန်နဲ့တော်တော်ကြီးကိုခွာခြားနေပါတယ်လူသားမောင်းများစွာရှိတဲ့မျိုးကြီးမှာနေထိုင်တဲ့တနေ့ကိုဖုန်းထဲမှာ notification ရာနဲ့ချီပြီးဝင်ပြီးတော့မှညဘက်ရောက်ရင်လည်းဖုန်းကိုဇက်တိုက် scroll လုပ်တယ်ဗီဒီယိုကြီးကြည့်တယ် game ဆော့တယ်ပြီးတော့ဒါ social media မှာအချိန်ကုန်တယ်ပေါ့အဲ့တော့ evolution ရဲ့အချိန်တိုင်းတာနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်ဒါဒီပြောင်းလဲမှုတွေကမျက်စိတမိတ်တွင်ဖြစ်သွားတယ်လို့မျိုးဒါမျက်စံလုံးပါတယ်အဲ့တော့ဒီလိုရှေးခေတ်ကတိဆောက်ထားတဲ့အုံနောက်နဲ့ခေတ်သစ်ပတ်ဝန်းကျင်ကိုအသုံးပြုနေရတယ်မကိုက်ညီမှုကဒီနေ့လူသားတွေရင်ဆိုင်နေရတဲ့ပြဿနာတော်တော်များများအခြေခံအကြောင်းရင်းတစ်ခုလိုမျိုးဖြစ်နေနိုင်ပါတယ်ဥပမာတွေကတော့ဒါနာတာရှည်စိတ်ဖိစီးမှုတွေအာရုံစူးစိုက်ရခတ်တာတွေစိုးရင်ပူပန်မှုတွေအထီးကျန်မှုတွေဆွဲလန်းမှုတွေနောက်လူအုပ်စုလိုက်ခွဲခြားတွေးခေါ်မှုတွေလိုပြဿနာတွေပါဒီဗီဒီယိုမှာတော့ဒါကျွန်တော်လူသားတွေအုံနောက်ကဘာလို့ခေတ်သစ်လူနေမှုဘဝကိုအပြည့်အဝလိုက်မမီသေးတာလဲဆိုတာ ਨੇ ဤပညာနဲ့ social media platform နဲ့ကျွန်တော်ဘဝတွေဘယ်လိုမျိုးအသုံးချနေလဲဆိုတာကိုလေ့လာတော့မှာပါပြီးတော့ digital ခေတ်ကြီးထဲမှာဒါလူသားတွေမူလားဘဝနဲ့ live ဖောင်းလို့ဘယ်လိုမျိုးနေထိုင်လို့ရမလဲဆိုတာကိုလေ့လာတော့မှာပေါ့နော်ဆိုတော့ဒါစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်နေပေါ့evolution ဆိုတာဒါလူသားတွေကိုတညာတဲ့နဲ့ပြောင်းလဲပေးနိုင်တဲ့အရာတခုမဟုတ်ပါဘူးလက်ရှိအနေထားနဲ့တော်တော်လေးကွဲပြားတဲ့အခြေအနေတစ်ခုကိုရောက်ဖို့ဆိုလို့ရှိရင်နှစ်ပေါင်း1000သိန်းချီပြီးအခြေယူရပြီးတော့မှမျိုးသက်ပြန်သွားဖို့အတွက်အထောက်အကူဖြစ်စေတဲ့အရည်ချင်းတွေကိုဒီ natural selection ကနေတဖြည်းဖြည်းနဲ့ရွေးချယ်ပေးပါတယ်ဒီကြောင်းကြောင့်လို့ပဲဒါကျွန်တော်ရဲ့အုံနောက်ကအမြဲတမ်းပျော်ရွှင်နေဖို့အတွက်ဒီဇိုင်းထုတ်တာမဟုတ်ဘူးလို့ပြောအောင်ပေါ့နော်အဓိကအပြင်ဘယ်လိုမျိုးအသက်ရှင်ရုန်းကန်ရမလဲဆိုတဲ့အပေါ်ကိုပဲဒီဇိုင်းဆွဲထားပါအဲ့တော့အုံနောက်မှာအရန်ကိုထင်ရှားတဲ့သဘာဝလက္ခဏာတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့ဒါ negativity bias လို့ခေါ်အဆိုးဘက်ကိုပို့ပြီးတော့သတိထားတတ်တယ်သဘာဝပါကျွန်တော်ဒါအရင်တော့လည်းတစ်ခါပြောခဲ့ဘူးတယ်ပေါ့နော်ဥပမာလွန်ခဲ့နှစ်ပေါင်းသိန်းကနန်းလောက်ကမြက်ပင်တော်မှာတခုလှုပ်သွားတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါကိုဘာမှမဟုတ်ပါဘူးကွာဆိုပြီးတော့လစ်လူရှုလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာကြားတော်ကောင်သာဖြစ်နေကြမပြန်တော့ရောက်သွားနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအရန်လာတဲ့နေဝင်ကြုံမကြည့်မိတာဘာအန်နေမှမရှိပါဘူးအဲ့ဒီလိုမျိုးတက်ရောက်မှုတွေရှိလာတဲ့အခြေအနေမျိုးတွေကိုနှစ်တန်းပေါင်းများစွာကြုံလာတဲ့အခါမှာတော့ကျွန်တော်ရဲ့အုံတော့ကအန်နေရှိနိုင်တဲ့အရာတွေကိုပို့ပြီးတော့သတိထားလာပါတယ်အဲဒီကနေတစ်ခုခုများမှားသွားမလားဆိုပြီးတော့အမြဲတမ်းစိုးရင်ပုံနဲ့နာကျင်စရာအမှတ်တရတွေကိုပြောစရာအမှတ်တရတွေတဲ့ပို့ပြီးတော့မှတ်မိစေဖို့တော့ evolution ကနေပုံဖော်ပေးခဲ့ပါတယ်ဒါကဒါရှေ့ခေတ်မှာတော်တော်ကြီးကိုအသုံးဝင်ခဲ့တာပေါ့နော်အဲဒီခေတ်ကကျွန်တော်တို့ရဲ့ဘိုးဘေးတွေကကြားတော့ကောင်မြင်ရတာပဲဖြစ်ဖြစ်မိုးရိုးတန်ကိုကြားရတာပဲဖြစ်ဖြစ်အုံနောက်ထဲကအမီဒလာလို့ခေါ်တဲ့အစိပ်ပိုင်းချက်ချင်းအန်ရရှိရဆိုပြီးတော့တတ်မှတ်လိုက်တာပါအဲဒီနောက်မှာ hypothalamus ကိုချက်ပေးလိုက်ပြီးတော့မှ sympathetic nervous system ကိုဒါအလုပ်လုပ်စီရပေါ့နော်အဲဒီကနေစင်းဒါ adrenal glands တွေကနေ adrenaline hormone တွေချက်ချင်းထုတ်ပေးပြီးတော့မှအန်ရရင်ဆိုင်မှုအဆင်သင့်ဖြစ်အောင်လို့ခန္ဓာကိုယ်ပြောင်းလဲပေးပါတယ်အဲဒီခါမှာဒါနှလုံးကုန်တွေမြန်လာတယ်သွေးပေါင်တွေတက်လာတယ်သွေးတွေကတကြားဓာတ်တွေမြင့်တက်လာတယ်ပြီးတော့ကြွက်သားတွေကလည်းဒါအချိန်မီပြေးနိုင်တိုက်ခိုက်နိုင်တဲ့အနေအထားကိုရောက်သွားတယ်ပေါ့နော်အာရုံစူးစိုက်မှုကလည်းပိုကောင်းလာပြီးတော့မှဆုံးဖြတ်ချက်တွေကိုလည်းမြန်မြန်ဆန်နဲ့ချလာနိုင်ပါတယ်ဒီနေရာပြင်ပြောရရင်တော့ဒါခန္ဓာကိုယ်အရေးပေါ်အခြေအနေနဲ့အပြည့်အဝအသင့်ဖြစ်အောင်လို့ဒါဖန်တီးလိုက်တာပါအနေပြီးသွားရင်တော့ဒါခန္ဓာကိုယ်ကပုံမှန်အခြေအနေပြန်ဖြစ်သွားမှာပေါ့နော်ဒါပေမဲ့ပြဿနာဒီနေ့ခေတ်မှာစတာပါကျွန်တော်ရဲ့အမီဒလာကဒါတကယ်ကြားတော့ကောင်နဲ့ဖုန်းတွေက notification ကိုအများကြီးမခွဲခြားတတ်ပါဘူးလူမှုအတိုင်းဝိုင်းထဲမှာအပယ်ခံရမှာလေဒါအသက်အန္တရာယ်လိုပဲဒါတုံ့ပြန်တတ်တယ်ပေါ့နော်ကားပိတ်တာတွေငွေကြေးဆိုင်ရာဖိအားတွေအလုပ်ဖိအားတွေ email တွေအဆက်မပြတ်ဝင်လာတွေ breaking news တွေတစ်ခုပြီးတစ်ခုတက်လာတွေကြောင့်မလို့ကျွန်တော်တို့ရဲ့ stress response တွေရတာမကြာခဏဆိုအလုပ်လုပ်နေရပါတယ်ရလာနေနဲ့ဒါ adrenaline နဲ့ဒီ cortisol လို့ဒီ stress hormone တွေကဒါအများအားလိုမြင့်တက်နေတယ်ပြီးတော့မှသွေးတို့ယောဂါတွေစိတ်ကြယောဂါတွေစိတ်ဆွဲလန်းမှုတွေအဝလွန်လာရင်လည်းတခြားကျန်းမာရေးဆိုင်ရာပြဿနာတွေကိုတိုးလာစေပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အုံနောက်ကမကောင်းနေလို့ဒီလိုပြဿနာရှိနေရတယ်မဟုတ်ပါဘူး
အသက်ရှင်ရုံးကန်မှုတွေဒီဇိုင်းထုတ်ထားတဲ့အုံနောက်တစ်ခုကိုအသက်အန္တရာယ်များများဆဆမရှိရတဲ့ခေတ်သစ်ပတ်ဝန်းကျင်မှာအသုံးပြုနေလို့ပါဒီအကြောင်းလို့ပဲဒါကျွန်တော်တို့ရှေးခေတ် survival system ဒီနေ့ခေတ်မှာလိုအပ်တာတဲ့ပို့ပြီးအလုံးလုံးနေပြီးမှမလိုအပ်တဲ့အချိန်မှာတော့မှအများနဲ့အလက်ဖြစ်နေတာပါအဲ့တော့ခေတ်နဲ့အုံနောက်နဲ့မကိုက်တဲ့သဘောပေါ့နော်ဒီမကိုက်ညီမှုကိုပို့ပြီးတော့နားလည်ခြင်းလို့ဆိုလို့ရှိရင်ဒါရှေးခေတ်က hunter gatherer တယောက်ရဲ့ဒီတနေ့တာနဲ့ဒီနေ့ခေတ်မျိုးကြီးမှာနေတဲ့လူတယောက်ရဲ့တနေ့တာကိုနိုင်ရှင်ကြည့်လို့ရပါတယ်ကျွန်တော်တို့ရဲ့ဘိုးဘေးတွေကဒါနိုးနေတဲ့အချိန်များဆိုလှုပ်ရှားရနေပဲကုံဆုံးခဲ့တာပေါ့နော်အစာရှာဖို့မိုင်ပေါင်းများစွာလမ်းလျှောက်ရတယ်ရေတယ်ရတယ်တစ်ပင်တက်ရတယ်မြေတူးရတယ်အမိုးကာဆောက်ရတယ်ပြီးတော့တနေ့လုံးဒီပါနေအောင်အောက်မှာဖြတ်တန်းခဲ့ရတယ်ပေါ့နော်အစားတော့တဲ့ပုံစံကိုကြည့်ရင်လည်းဒါသဘာဝတိုင်းရတဲ့ပင်တွေအသီးနှံတွေအခွန်မာသီးတွေအစီအစံတွေအင်းဆက်တွေငါးတွေနဲ့ဒီအမဲလိုက်ဖမ်းပြီးတဲ့တဝါတွေအဓိကထားပြီးစားခဲ့ကြပါတယ်အဲ့ဒီခေတ်မှာလျှက်စင်မီရလည်းမရှိသေးအောင်လို့အနေဝင်အနားယူပြီးတော့အိတ်ဆက်ကြရပါတယ်နေထွက်လာရင်လည်းဒါအလုပ်ပြန်လုပ်လိုက်နေဝင်အိတ်လိုက်နဲ့သူတို့ရဲ့ခန္ဓာကိုယ်ကဒီနေနဲ့ညသဘာဝဆက်ဝန်တိုင်းပဲလေပတ်ခဲ့တာပေါ့နော်လူမှုဘဝကိုကြည့်ရင်လည်းဒါလူနဲ့ငယ်ပဲရှိရဲ့အုပ်စုတွေနဲ့နေထိုင်ခဲ့ရဖြစ်ပြီးတော့မှတယောက်နဲ့တယောက်အပြန်အလှန်ကူညီမှုကဒါအသက်ရှင်ရပ်တည်နိုင်မှုအတွက်အရန်ကိုရေးကြီးခဲ့ပါတယ်ဘယ်ပင်ကိုစားလို့ရတယ်ဘယ်လမ်းကလုံခြုံတယ်ဘယ်ဟာဒီမှာဘာဖြစ်တတ်တယ်ဆိုတဲ့ဒီအသိပညာတွေကိုလည်းအုပ်စုတစုလုံးကမျိုးဆက်အလိုက်လက်ဆင့်ကမ်းခဲ့ကြရတယ်ပေါ့နော်ဒီစိမ့်နေနဲ့တွေ့ရလေရှားပါတယ်အဲ့တော့ပြဿနာတစ်ခုဖြစ်လာရင်လည်းမျက်နှာချင်းဆိုင်စကားပြောပြီးဖြေရှင်းကြရများပါတယ်ပြောရရင်အဲ့လိုပတ်ဝန်းကျင်မျိုးမှာကျွန်တော်ရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ကစင်ကဲပြောင်းလဲလာတာပါဒါပေမဲ့ဒီနေ့ခေတ်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါတွေကလုံးဝပြောင်းပြန်ကြီးဖြစ်နေတာပါလူများစုကတနေ့ကိုနိုင်ပေါင်းများစွာစပွဲရှိမှထိုင်နေကြတယ်ကားမောင်းရင်အချိန်ကုန်ကြတယ်ကွန်ပျူတာ screen နဲ့ဒီ smartphone screen တွေကိုအချိန်ပြည့်ကြည့်နေကြတယ်ပေါ့နော်လေ့လာမှုရှိုးရဆိုလို့ရှိရင်ဒါအမေရိကန်နိုင်ငံပြန်အရွယ်ရောက်ပြီးသားလူတယောက်ဟာကွန်ပျူတာနဲ့ mobile device တွေတနေ့ကိုပြန်9နာရီလောက်သုံးနေပြီးတော့မှအဲ့ဒီအချိန်ရဲ့တော်တော်များများတော့ social media တွေပေါ်မှာပဲကုံဆုံးနေကြတယ်လို့ဆိုပါတယ်ပြဿနာ social media platform တွေကကျွန်တော်အချိန်ဖြုံးမှုအတွက်လွယ်ကူတိစောက်ထားမဟုတ်ပါဘူးစိတ်ပညာနဲ့ behavioral psychology တွေအသုံးချပြီးတော့မှကျွန်တော်ရဲ့အာရုံအကြာဆုံးဖမ်းထားနိုင်အောင်လို့ဒီဇိုင်းဆွဲထားတာပါကိုကကြည့်လို့ရှိရ content တွေကိုပဲထပ်ခါပြပေးတာကိုယုံကြည်ပြီးသားအမြင်တွေပဲပိုအားကောင်းလာအောင်လို့ feed ထဲမှာဖြည့်ပေးတာကြောင့်မလို့အခုချိန်ပါလို့ခေါ်ရကိုမန်တယ်လို့ယူဆတဲ့အမြင်တွေကိုပဲထပ်ခါတွေ့နေရတယ်ဖြစ်လာပါတယ်သဘောကတော့ဒါကိုကဒီ iPhone ကိုတခြားဖုန်းတွေတာရလို့ခံယူထားပြီးတော့မှ iPhone ကောင်းကြောင်းတွေပဲပြောတာလိုက်ကြည့်နေရင်မှ iPhone ကောင်းကြောင်းပြောတဲ့ post တွေပဲတွေ့ရတာမျိုးရှိတတ်ပါတယ်ဒါမှမဟုတ်ကိုကဒါ Android ကို iPhone နဲ့ကောင်းတယ်ဆိုယုံကြည်ပြီးတော့မှဒါတွေပဲလိုက်ကြည့်နေရတယ် Android က iPhone နဲ့ကောင်းတယ်ဆိုတဲ့အကြောင်းအရာတွေပဲမြင်နေရမျိုးတွေရှိတတ်ပါတယ်အဲ့လိုမျိုးတွေဖြစ်လာတဲ့ခါမှာဒါအမျက်ဒေါသတွေလူစုလိုက်ခွဲခြားတွေးခေါ်မှုတွေပြင်အောင်အမြင်ကွဲပြားမှုတွေလည်းပို့ပြီးတော့ပြင်းထန်လာစေပါတယ်နောက်တစ်ပြောင်းလဲသွားတာတခုကကျွန်တော်ရဲ့အုံနောက်ထဲကိုဝင်လာတဲ့သတင်းချက်လက်တွေပမာဏပါ1990ခုနှစ်ကလူတယောက်နဲ့နှိုင်းချင်မယ်ဆိုလို့ရှိရင်ဒါဒီနေ့ခေတ်ကလူတယောက်ကအချက်လက်ပမာဏအစာပေါင်းရာနဲ့ချီပြီးပို့ပြီးတော့လက်ခံနေရတယ်လို့သူတင်တာချို့ကဖော်ပြထားပါတယ်ဒါပေမဲ့ကျွန်တော်အုံနောက်ကတော့ဒါ evolution ကြောင့်မလို့ခဏလေးနဲ့ပြောင်းမသွားဘူးပေါ့နော် working memory လို့ခေါ်တဲ့ခဏတာမှတ်ညာဒါတစ်ချိန်တည်းမှာအချက်လက်အနည်းငယ်လောက်ပဲခဏတာအပြင်ထိန်းထားနိုင်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ဒါ notification တွေကြော်ညာတွေ email တွေ video တွေ short content တွေကဒါစက္ကန့်တိုင်းလို့ဝင်လာနေပါတယ်အဲ့ content အများစုကလည်းဒါကျွန်တော်ရဲ့ shake reward system ကိုလှုံ့ဆော်နိုင်အောင်ယူရပြီးတော့ design ထုတ်ထားတာပါဆိုတော့ evolution ရဖြည်းဖြည်းချင်းပြောင်းလဲလာတဲ့အုံနောက်နဲ့စက္ကန့်ပိုင်းတွေပြောင်းလဲနေတဲ့နည်းပညာတွေကမကိုက်ညီတော့ဘဲနဲ့အုံနောက်ပေါ်မှာဒါဝင်ပိုတက်လာတယ်ပေါ့နော်အကျိုးဆက်အနေနဲ့ဒါစိတ်ပင်ပန်းနွမ်းနေတာအာယုံမဆိုင်နိုင်တာဆုံးဖြတ်ချက်ချရတာပိုခက်လာတာမျိုးတွေဖြစ်လာပါတယ်သူတင်သားရတော့ဒါအရွယ်ရောက်ပြီးလူတယောက်ကတနေ့ကိုဆုံးဖြတ်ချက်ပေါင်းတောင်းနဲ့ချီပြီးတော့ချနေရတယ်လို့ခံမှန်းထားပါတယ်ဖုန်း message ကိုအခုချက်ချင်း reply ပြန်မလားနောက်မှပြန်မလားဆိုတာအဒီနေ့ပါစားမလဲ review ကြည့်မလဲဘယ် CD ဖွင့်မလဲဆိုရင်အသေးအဖွဲဆုံးဖြတ်ချက်တိုင်းအထိအုံနောက်ရဲ့စွမ်းရည်ကိုနည်းနည်းချင်းစီအသုံးပြုနေရပါဒီလိုဆုံးဖြတ်ချက်တွေများလာတဲ့ခါမှာဒါ decision fatigue လို့ခေါ်တဲ့ဒီဆုံးဖြတ်ချက်ချရတာပင်ပန်းတဲ့အခြေအနေမျိုးတွေဖြစ်လာပါတယ်အဲ့ဒီအချိန်မှာဒါလူများစုကအကောင်းဆုံးရွေးချယ်မှုဆိုအောင်မလုပ်နိုင်တော့ဘဲနဲ့အလွယ်ဆုံးရွေးချယ်မှုလို့ပဲလုပ်တတ်ကြရပေါ့နော်ဥပမာအဲ့တော့မလို့စိတ်ကူးထားရင်ပဲဒါ social media ကိုဆက်ပြီးမှ scroll လုပ်မိနေတာကျမ်းမိုင်းနဲ့ညွတ်တဲ့အစားအစာတွေချက်စားမှစားဒါ food delivery နဲ့ဒါလွယ်ကူမှားစားရတာမျိုးပါဒီလိုမျိုးရွေးချယ်စရာများတော့တဲ့ကဘာမျိုးကလူသားသမိုင်းတစ်ချောင်းမှာဘယ်တော့မှမရှိခဲ့ဘူးပါဘူးဒါပေမဲ့ဒီလိုရွေးချယ်စရာအားလုံးရင်ဆိုင်နေရတာတော့ရှေးခေတ်ရဲ့ရိုးရှင်းတဲ့ဘဝအတွက် evolution လောက်လာခဲ့ကျွန်တော်တို့ရဲ့အုံနောက်ပဲပေါ့နော်လူတယောက်ရဲ့အာရုံအလွယ်ဆုံးဖမ်းသားနေတဲ့နည်းလမ်းတွေကတခုကတော့အန်နီရရှိရဲဓမ္မမဝင်လည်းပြိပက္ခတခုဖြစ်နေရဆိုတဲ့ခံစားချက်မျိုးဖန်တီးပေးလိုက်တာပါဒီချက်ကိုဒါသတင်းမီဒီယာတွေကလည်းကောင်းကောင်းနားတယ်ပေါ့နော်ဒီအကြောင်းလို့ပဲဒါမတော်စားမှုတွေရာဇဝတ်မှုတွေအရှုပ်တော်ပုံတွေစစ်ပွဲတွေသဘာဝဘေးရန်တွေကိုဖော်ပြတဲ့ခေါင်းစဉ်တွေကဒါသတင်းကောင်းနေတဲ့စာလူတွေပိုနှိပ်ကြည့်အောင်လို့ပိုမျှဝေအောင်လို့တွန်းအားပေးတတ်ပါတယ်social media platform တွေကလည်းဒါ click ရေအတွက်တွေ watch time တွေ comment တွေ share တွေလိုမျိုး engagement တွေအဓိကထားပြီးတော့လုပ်တာမလို့
လူတွေကိုစိတ်ဆိုးစေတဲ့အငင်းပွားစေအုပ်စုကွဲသွားစေတဲ့ content တွေကိုပို့ပြီးတော့ပြန့်နှံ့စေပါတယ်ဒါလည်းကျွန်တော်ရဲ့အုံနောက်သဘာဝနဲ့ဆက်ဆက်နေပါတယ်အစင်ကပြောင်းလဲမှုရလက်နေနဲ့ကျွန်တော်ရဲ့အုံနောက်က energy ရှိနိုင်တဲ့အရာတွေကိုအရင်ဆုံးသတိထားမိဖို့အတွက်လေ့ကျင့်ထားအောင်နော်ဆိုတော့ negative ဆန်တဲ့ news ကိုမြင်နေဆိုလို့ရှိရင်အဲ့ဒီအောင်မသိထားရင် energy မြဖြစ်သွားမလားဆိုတဲ့စိတ်မျိုးဖြစ်လာပြီးတော့မှဒါမကြည့်ပဲမနေနိုင်အောင်ဖြစ်တတ်ပါတယ်ဒီခါလေးဆိုရင်ဒီလိုသတင်းကိုမဖတ်ရင်တောင်းမဲ့လို့များဖြစ်သွားမလားလို့တော့မှဒါခံစားရတတ်ပါတယ်ဒါပေမဲ့နေ့တိုင်းမကောင်းတဲ့သတင်းတွေပဲတက်တက်ကြည့်နေမယ်ဆိုလို့ရှိရင်အုံနောက်ကနေကဘာကြီးတစ်ခုလုံး energy နဲ့ပြည့်နေဆိုပြီးတော့မှတဖြည်းဖြည်းနဲ့ယုံကြည်လာပါတယ်ဥမာငလင်လောက်တဲ့သတင်းတွေခဏခဏကြည့်ပြီးတော့မှကဘာကြီးကငလင်တွေပူပြီးတော့လှုပ်လာတယ်လို့ထင်လာတာမှုခင်းသတင်းတွေကြည်တာနဲ့ဒါနေတိုင်းမလုံခြုံတော့တယ်လို့ခံစားရတာမျိုးဖြစ်တတ်တယ်ပေါ့နော်ရလာအနေနဲ့ဒါစိုးရင်ပူပန်မှုတွေပိုများလာတဲ့အပြင်လူတွေကိုမယုံကြည်တော့တာနဲ့အရာရာအစိုးဘက်ကနေမြင်တတ်လာတဲ့အထိဖြစ်လာနိုင်ပါတယ်သူတင်သားတွေမှာလည်းရွေရောက်ပြီးသားသူတွေကအောင်မြင်မှုတွေဒါမှမဟုတ်လည်းအတွေ့အကြုံကောင်းရတဲ့ဆိုင်မအောင်မြင်မှုနဲ့အတွေ့အကြုံစိုးတွေကနေပို့ပြီးတော့တင်ယူတတ်တယ်ဆိုတော့တွေ့ရှိထားပါတယ်တခုတော့ရှိပါတယ်ရှေ့ခင်မှာတော့ဒါဒီသဘောတရားအသက်ရှင်ဖို့အတွက်တော်တော်ကြီးရောအသုံးဝင်ခဲ့တာပါဒါပေမဲ့ဒီနေ့ခင်မှာတော့ဒါအဲ့ဒီအားသာချက်ကကျွန်တော်တို့အလွယ်တကူထိန်းချုပ်ခံအောင်လုပ်ပြီးအားနည်းချက်တခုဖြစ်လာနိုင်တယ်ပေါ့နော်ဥမာဆိုရင်ဒါကတ်ယောဂါကာလအချိန်တွေကိုပြန်စဉ်းစားကြည့်လို့ရပါတယ်အဲ့တုန်းကလူတော်များများ doom scrolling လို့ခေါ်တဲ့ leader တခုကိုလုပ်ခဲ့ပြီးတော့မှမကောင်းတဲ့သတင်းတွေကိုတစ်ခုပြီးတစ်ခုဇက်တိုက်ဆိုလို့ scroll လုပ်ပြီးတော့ဖတ်ကြပါတယ်နောက်ထပ်ဘာဖြစ်သေးလဲလို့တို့နိုင်ငံမှာဘယ်လောက်ထိဖြစ်နေပြီတို့ဒါမျိုးတွေဒါမသိမသာနဲ့ဆက်ပြီးတော့ဖတ်မိနေရပါဘောနော်အဲ့ဒီလိုမကောင်းတဲ့သတင်းသစ်တစ်ခုဖတ်မိလိုက်တယ်မှာကျွန်တော်ရဲ့အုံနောက်က annual တစ်ခုနဲ့တွေ့နေတယ်လို့မျိုးသတ်မှတ်တတ်ပါတယ်အဲ့ကနေ stress response တွေကိုဒါဖြည်းဖြည်းချင်းစီဒါဖွင့်ပေးနေတယ်ပေါ့နော်ဒီလိုမျိုး stress hormone တွေဒါအမြဲထွက်နေတဲ့အခြေအနေမှာနေမယ်ဆိုလို့ရှိရင်အုံနောက်ကအမြဲတမ်း alert ဖြစ်နေပြီးတော့မှစိတ်အေးထားဖို့ဆိုတာတော်တော်ကြီးကိုခက်ပါတယ်ဂျိုးဆက်အနေနဲ့ဒါအိမ်မပျော်တာအေးရေးမွားတာစိတ်မကြည်တာအပြင်စိုးရင်ပူမှုတွေပိုများလာမျိုးတွေပါဖြစ်လာနိုင်ပါတယ်ဆိုတော့ကျွန်တော်အုံနောက်အနေနဲ့ဒါ negative information တွေကိုသဘောအတိုင်းပို့ပြီးတော့စိတ်ဝင်စားရဲဆိုတော့တည်ထားဖို့လိုပဲပေါ့နော်ဒီချက်ကိုနားလည်မယ်ဆိုလို့ရှိရင်ဒါသတင်းကြီးရဲ့အချိန်တွေကိုကန့်သက်တာမကောင်းတဲ့သတင်းတွေကြီးပဲမကြည့်ဘဲနဲ့ဒါတခြားအားပေးစရာအကျိုးရှိစရာအကြောင်းတွေကိုကြည့်ရတဲ့တကယ်ချင်းတွေအပြင်မှာစုံပြီးတော့စကားပြောတာမျိုးအလေးကျင့်နေလောက်လာနိုင်မှာပါလူတော်များများဒိုပါမင်းကိုဒါပျော်ရွှင်စေရတတ်ဆိုပြီးမှပြောလို့ရှိပါတယ်ဒါပေမဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်တွေကတော့ဒါဒီလေးပဲမပြည့်စုံလို့ဆိုတယ်ပေါ့နော်တကယ်တော့ဒိုပါမင်းရဲ့အဓိကတောင်းကပျော်ရွှင်မှုကိုဖန်တီးပြီးရဆိုတာဒါဒီအပြုတ်မှုကိုထပ်လုပ်တဲ့နေဆိုပြီးတော့အုံနောက်ကိုတင်ပြီး teaching signal တခုလိုပုံစံမျိုးနဲ့ပို့ပြီးတော့အလုပ်လုပ်တာပါဥပမာကျွန်တော်မျောလင့်ထားတဲ့အချိန်မှာဒါရုပ်တရက်လက်ဆောင်တစ်ခုရလိုက်တယ်ဆိုတော့အဲ့ဒီအချိန်ဆိုရင်ဒိုပါမင်းထုတ်လို့မှုအတိအသက်သာနဲ့မြင့်တက်သွားပါတယ်ဒါပေမဲ့ရမယ်လို့မျှော်လင့်ပြီးသားလက်ဆောင်တစ်ခုပဲရလိုက်မယ်ဆိုလို့ရှိရင်ဒိုပါမင်းတုံ့ပြန်မှုအရင်တော့မမြင့်တော့ဘူးပေါ့နော်သိပ္ပံပညာမှာတော့ဒီဖြစ်စဉ်ကို reward prediction error လို့ခေါ်ပါတယ်ဒါပေမဲ့ဒါကရှေ့ခေတ်တုန်းကတော့ဒါတော်တော်ကြီးကိုအသုံးဝင်ခဲ့တာပေါ့နော်ဥမာအသီးနှံပေါ်များတဲ့နေရာတစ်ခုကိုမတော်စတွေးလိုက်တယ်ဆိုလို့ရှိရင်အုံနောက်ကဒီနေရာကိုနောက်တစ်ခေါက်ပြန်လာဆိုပြီးတော့မှတ်သားထားပါတယ်ပြီးတော့ရေရှိရဲ့နေရာယုံကြည်စိတ်ချရတဲ့အဖွဲ့ဝင်ရှိရဲ့နေရာအစာပေါ်များတဲ့နေရာကြီးဆိုရင်လက်တာထက်ရှာဖို့အတွက်လှုံ့ဆော်ပေးပါတယ်တစ်ဖက်မှာလည်းအစိတ်ရှိရဲ့ပင်တွေအနေရှိရဲ့သားရဲသတိဆန်တွေကိုရှောင်ဖို့အတွက်လည်းဒါသင်ပေးပါတယ်ပြောရရင်ဒီဒိုပါမင်းစနစ်အားဒါကျွန်တော်ဘိုးဘေးတွေအသက်ရှင်ဖို့အတွက်ဒါအများကြီးကူညီပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒါလူတွေရဲ့အဲ့ဒီစနစ်ကိုနီးပညာတော်တော်လေးကိုကျွမ်းကျင်နေအသုံးချနေပါတယ်ဥပမာဖုန်းထဲက notification နဲ့ပတ်သက်လို့စဉ်းစားကြည့်ရင်ဒါမြင်နိုင်ပါတယ်တခါလေကိုမျောနဲ့ message ဖြစ်မယ်တခါလေမှာ like အသစ်ရထားလည်းဖြစ်နိုင်မယ်တခါလေမှာတော့ဒါ email တစ်စောင်ဝင်လာမျိုးလည်းဖြစ်နိုင်မယ်ပေါ့နော်ဒါပေမဲ့တခါလေမှာတော့အရေးမကြီးတဲ့ကိစ္စလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြဿနာအရေးကြီးတာဘာဝင်လာမလဲဆိုတော့ကြိုးမသိနိုင်တာပါဒီလိုမသေးကြတဲ့ဆူလက်ပုံစံကာစီနိုမှာ slot game ကစားတဲ့စနစ်နဲ့တော်တော်လေးကိုဆင်တူပါတယ်ပြောရင်တစ်ခါလဲလိုက်ရင်ပေါက်မလားမပေါက်ဘူးလားဆိုတော့မသိရမလို့လူတွေကဒါထပ်ပြီးတော့စမ်းကျင်နေပေါ့နော် social media notification တွေကလည်းဒီသဘောတရားကိုပဲသုံးနေရပါCleveland Clinic ရဲ့ရှင်းပြချက်အရဆိုလို့ရှိရင်ဒါဒိုပါမင်းကအုံနောက်ရဲ့ reward system နဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့မှဆူလက်တစ်ခုကိုမျှော်လင့်နေချိန်ဒါမှမဟုတ်ရင်တကယ်ရရှိတဲ့အချိန်မှာ motivation နဲ့ကျေနပ်တဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေပါတယ်ဒီသဘောတရားကဒါအစားအစာတွေမှာလည်းအတူတူပါပဲအစီများတဲ့ fast food တွေတကြားများတဲ့ snack တွေကိုစားတဲ့အခါမှာဒိုပါမင်းထုတ်လို့မှုအတိအသက်တော့မြင့်တက်လာပါတယ်evolution ရှုထောင့်ကြည့်မယ်ဆိုရင်လည်းဒါအဓိပ္ပာယ်ရှိပါတယ်ရှေ့ခေတ်မှာအစီနဲ့တကြားများတဲ့အစားအစာတွေရှားပါပြီးတော့မှစွမ်းရင်အများကြီးပေးနိုင်တဲ့အစားအစာတွေဖြစ်နေရမလို့အုံနောက်ကဒီလိုအစားအစာတွေကိုထက်ရှာဆိုပြီးတော့တွန်းအားပေးတာပါဒါပေမဲ့ဒီနေ့လိုမျိုးဒီ fast food တွေအလွယ်တကူဝယ်စားလို့ရတဲ့ခေတ်မှာတော့ဒီစနစ်ကနေပြီးတော့မှဒါအစားလွန်တာအဝလွန်တာအပြင်ဆွဲလန်းမှုဆန်တဲ့အပြုမှုတွေကဖြစ်စေနိုင်ပါတယ်ဒါကြတော့ဒီ reward system ကိုအစားအစာတွေမကဘဲနဲ့ social media platform တွေကလည်းအသုံးချနေရပါ like အသစ်တက်လာတာ comment ဝင်လာတာ follow အသစ်ရတာ brand notification တက်လာတွေကလည်းအုံနောက်တော့သိငယ်နဲ့စုလက်တွေလို့ဒါဖြစ်နေတယ်ပေါ့နော်neuroscience ပညာရှင်တွေက platform တွေက variable reward schedule လို့ခေါ်တဲ့စနစ်ကိုအသုံးပြုထားတယ်လို့ရှင်းပြကြပါတယ်
အဲ့ဒါတော့ဒါရှိရပြောခဲ့ slot game လိုပဲဒါဘယ်အချိန်မှာစုလက်ရမယ်ဆိုတော့မတိကြတဲ့စနစ်ပေါ့နော်ဒီလိုမတိကြတဲ့စုလက်တရားပဲဒါလူတွေကိုပို့ပြီးတော့ဆွဲလန်းတရားပါဒီဘက်မှာလည်းဒါအုံတော့ရဲ့ amygdala ဒါ social notification တွေပဲတယောက်ကငါ့ကိုအတိမပြုတ်လိုက်တာလားဒါမှမဟုတ်ရင်ငါ့ကိုဝေဖန်လိုက်တာလားဆိုရင်လူမွေးဆန်စုလက်ဒါမှမဟုတ်ရင်ချင်းချောက်မှုတစ်ခုအနေနဲ့ဒိတ်ပဲဖွင့်နေပါတယ်အိမ်တော်မှာတော့ဒါ dopamine system ဖုန်းကိုထက်ကြည့်လိုက်ပါအောင်ဆိုပြီးတွန်းအားပေးလာပါတော့ဒီအကြောင်းလို့ပဲဒါတစ်ခါလေးဖုန်းကဘာသာမှမမြည်ဘဲနဲ့တော့ဒါလိုဖုန်းကိုကောက်ကြည့်မိတာအကြောင်းမရှိဘဲနဲ့ app တွေကိုဖွင့်မိရမျိုးတွေဖြစ်တတ်ပါတယ်ပြောရရင် scroll တစ်ခါလောက်တိုင်း feed ကို refresh တစ်ခါလောက်တိုင်းစိတ်ဝင်စားစရာတစ်ခုရလာမလား like တက်လာမလား message ဝင်လာမလားဆိုရင်မျှော်လင့်ချက်လေးရတာအုံနောက်ထဲမှာဒါအမြဲရှိနေရပါတော့ပြီးတော့ဘယ်အချိန်မှာစုလဲရမလဲဆိုတော့မသိနိုင်တာမလို့ဒါအုံနောက်ကနောက်တစ်ခါဆိုရင်ကောင်းတာတစ်ခုတွေ့မယ်ထင်ပြီးတော့မှဒါဆက်ပြီးတော့ကြည့်ကျင်နေရပါဒီလိုမျိုးထက်ကဖြစ်နေတဲ့တန်တရားဟောဒါလူတော်များများဒါ dopamine loop လို့ခေါ်ကြပါတယ်ကျမ်းမာရေးသူတည်နာတွေမှာလည်းဒါဒီလိုသိငယ်တဲ့ dopamine တုံ့ပြန်မှုတွေကို video reward တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာsocial media ကိုလေ့ကျင့်တစ်ခုလိုဖြစ်သွားတယ်ပြီးတော့မှခဏဖွင့်ပြီးတော့သုံးကျင်စိဖြစ်စေရဆိုပြီးတော့တွေ့ရှိထားပါတယ်ဒီလိုလူသဘာဝကြောင့်လို့ပဲဒါ platform တွေမှာ auto play တွေပါလာတယ် infinite scroll တွေပါလာတယ်ကိုယ်စိတ်ဝင်စားမဲ့ content တွေပဲရွေးပြတယ် creative feed တွေဒါပါလာတယ်ပေါ့နော်ဒါမတော်စအနေနဲ့ဖြစ်လာမျိုးမဟုတ်ပါဘူးsocial media platform အားလုံးအားဒါအသုံးပြုရတဲ့လူတွေအချိန်ပိုပြီးတော့ကြာထိန်းထားနိုင်မှုအတွက်ဖန်တီးထားတာပေါ့နော်ဒီအကြောင်းနားလည်ထားဖို့အရေးကြီးပါတယ်ကြောင့်တော့ဒါငါစိတ်ပန်းထန်အားနဲ့လို့ဖုံးဆွဲနေရလို့ထင်ရမယ်စားငါအုံတော့ရဲ့ reward prediction system ကို social media platform တွေအသုံးချနေရဆိုပြီးတော့ဆင်ခြင်နေတာမလို့ကိုယ့်အပြုံကိုပြန်ပြီးတော့ထိန်းချုပ်ဖို့အတွက်လွယ်သွားမှာပါဥပမာ notification တွေကိုပိတ်ထားတာဖုန်းတွေကိုလှမ်းဝေးတဲ့နေရာမှာထားတာsocial media သုံးတဲ့အချိန်တွေကိုကန့်သတ်တာကြီးဒါ dopamine loop ကိုဖြည်းဖြည်းနဲ့ဖြတ်တောက်ဖို့အတွက်ကူညီပေးနိုင်ပါတယ်dopamine loop ကြောင့်ကျွန်တော်တို့ဘာလို့ဖုန်းကိုခဏကောက်ကြည့်နေရလဲဆိုတော့ရှင်းပြနိုင်တယ်ဆိုလို့ရှိရင် FOMO ကတော့ဘာလို့ဖုန်းမကြည့်ရတဲ့အချိန်မှာတော့မှစိတ်မအေးချမ်းနိုင်ဘူးဆိုတော့ရှင်းပြနိုင်ပါတယ် FOMO ဆိုတာဒါ fear of missing out ရဲ့အတူကောက်ဖြစ်ပြီးတော့မှတခုခုလွတ်သွားမှာကိုစိုးရင်တာဆိုပြီးတော့အလွယ်နားလေရပါတယ်ဒါပေမဲ့ FOMO ကပွဲတစ်ခုကိုမတက်လိုက်ရလို့စိတ်မကောင်းဖြစ်တာတော့ပဲမဟုတ်ပါဘူးပြောရင်တခြားလူတွေပြောနေကြတယ်တို့အခွင့်အရေးကောင်းတွေရနေကြရဲတို့ဒါပေမဲ့ငါတယောက်တည်းကြံနေခဲ့ပြီဆိုရင်ဒီလူမှုရေးဆိုင်စိုးရင်ပူပန်မှုမျိုးကိုဆိုလိုတာပါရှေ့ခေတ်တုန်းကလူအုပ်စုတွေကနေဖယ်ခံလိုက်ရပြီဆိုလို့ရှိရင်ဒါအဲ့ဒီလူတွေအသက်ရှင်ဖို့ဆိုတာတော်တော်ကြီးကိုခက်ခဲပါတယ်ဆိုတော့လူသားတွေအုံနောက်မှာဒါလူအုပ်စုနဲ့အဆက်အသွယ်ပြတ်သွားမှာဆိုတဲ့ကိစ္စကိုရန်အရေးကြီးတဲ့အန်ရတစ်ခုအနေနဲ့သတ်မှတ်ထားတာပေါ့နော်ဒီနေ့ခေတ်မှာဒီလိုမျိုးကိစ္စအသက်အန္တရာယ်မရှိဘူးဆိုမဲ့အုံနောက်ထဲမှာတော့အဲ့ဒီစနစ်ကမပြောင်းလဲသေးပါဘူးဥပမာတကယ်ချင်းတော်တော်များများကိုယ်ပါပဲနဲ့ခီးသွားကြရဆိုတော့အဲ့ဒါမှကိုတယောက်တည်းမပါဘူးဆိုတော့သိလိုက်တဲ့အချိန်မှာအုံနောက်ကငါးများအုပ်စုတွေကနေအကျဉ်ခံလိုက်ရပြီလားဆိုပြီးတော့မှခံစားတတ်ပါတယ်Cornell University ရဲ့သုတေသနတစ်ခုရာဆိုလို့ရှိရင်ဒါ American နိုင်ငံသားတွေ69%လောက်ကဒါဘဝတစ်ချောင်းမှာ FOMO အနည်းဆုံးတစ်ခါလောက်ကြုံမှုကြတယ်လို့ဖော်ပြထားပါတယ်။လူတွေလူမွေးဆန်စိုးရင်ပူပန်မှုတွေရှိတဲ့သူတွေမှာဒါ FOMO ဖြစ်နိုင်ခြေပိုမြင့်တယ်ပေါ့နော်။အဲ့ဒီသုတေသနမှာပဲဒါကိုယ့်ကိုတန်ဖိုးထားတဲ့လူနဲ့အတူရှိနေတဲ့အချိန်လေးကိုယ့်ကိုလက်ခံပေးခဲ့တဲ့အမှတ်တရတွေကိုပြန်စဉ်းစားတာနဲ့ FOMO ခံစားချက်ကိုရောကြစေနိုင်တယ်လို့ဆိုထားပါတယ်။နောက်တဲ့အောင်ကျောင်းသိပ္ပံဆိုင်ရာရှင်းပြချက်တစ်ခုရာဆိုလို့ရှိရင်ဒါ FOMO ဖြစ်နေတဲ့အချိန်မှာ amygdala ကဒါကိုလူမွေးဆိုင်ရာချင်းချောက်မှုတစ်ခုလို့သတ်မှတ်ပြီးတော့မှ threat detection system ကိုအလုပ်လုပ်စေပါတယ်ဆိုတော့ notification တက်လာတဲ့ငါးများတစ်ခုလွတ်သွားပြီလားဆိုတော့စိတ်နဲ့ဒါဖုန်းကိုပြန်ကြည့်ချင်လာစေပေါ့နော် social media platform တွေကလည်းဒါဒီ FOMO ပို့ပြီးအားကောင်းလုပ်ပေးပါတယ်ဘာလို့လဲဆိုတော့ဒါကျွန်တော်မြင်နေရတာကြီးလူတွေရဲ့ဘဝတစ်ခုလုံးမဟုတ်ဘဲနဲ့ဒါသူတို့ရဲ့အကောင်းဆုံးအခိုက်အတန့်နေကြီးပဲဖြစ်နေလို့ပါတယောက်ကနိုင်ငံခြားထွက်တာကိုတင်တယ်တယောက်ကယာရုတက်တာကိုတင်တယ်နောက်တစ်ယောက်ကပစ္စည်းတစ်ခုကိုဝယ်တာကိုတင်တယ်ဆိုတော့ဒါတွေဝက်နေတိုင်းမြင်လာတဲ့ခါမှာတော့တခြားသူတွေကြပျော်နေပြီးတော့မှကိုယ်ပဲကြံနေခဲ့ဆိုပြီးတော့ထင်လာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလူတွေရဲ့ဒီစိတ်ပစ္စည်းမှုတွေအလုံးရှုံတဲ့နေ့တွေအဆင်ပြေတဲ့အချိန်တွေကိုတော့ဒါအများပြင် social media မှာမမြင်ရပါဘူးပြောရင်ကျွန်တော်တို့ကဒါ highlight video ကိုပဲကြည့်နေပြီးတော့မှကိုယ့်ရဲ့ behind the scenes နဲ့ဒါတွားပြီးတော့မှဒါနှိုင်းရှင်နေရပါတော့အဲဒီလိုမျိုး FOMO ဖြစ်လာတဲ့ခါမှာဒါ social media တွေပို့သုံးလာတယ်လူနဲ့ကိုယ့်ကိုပို့ပြီးတော့နှိုင်းရှင်လာတယ်ပြီးတော့စိုးရင်ပူပန်မှုတွေလည်းပိုများလာတယ်ပေါ့နော်သူ့ရဲ့နာချို့မှာ social media ကိုတနေ့နှစ်နာရီတက်ပို့ပြီးတော့သုံးတဲ့သူတွေကစိုးရင်ပူပန်မှုတွေစိတ်ကြယောဂါတွေနဲ့ကိုယ့်ကိုအန္တရာယ်ပြုတ်ကျင်တဲ့အတွေ့အကြုံဖြစ်လာနိုင်တယ်ပိုများတာကိုတွေ့ရှိထားပါတယ်တကယ်လို့ FOMO ကလူသားတွေအုပ်စုလိုက်ရှင်သန်လာတာနဲ့ရလာအမွေနဲ့တစ်ခုဆိုတော့သိပြီဆိုရင်တော့ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းပြန်ပြီးတော့ပြင်လာနိုင်မှာပေါ့နော်အရေးကြီးဆုံးကတော့ဒါ social media ဆိုတာလူတယောက်ရဲ့ဘဝတစ်ခုလုံးပြနေ brand box တစ်ခုမဟုတ်ဘဲနဲ့သူတို့ရွေးချယ်ထားတဲ့အကောင်းဆုံးအခိုက်အတန့်တွေကိုပဲစူးစီးပြထားတဲ့ highlight reel တစ်ခုဖြစ်တယ်ဆိုတာကိုပဲသိထားရမှာပါအလုံးငယ်နှစ်ပေါင်းသိန်းနဲ့ချီတဲ့အချိန်တော့ကျွန်တော်လူသားတွေမှာကိုယ်နဲ့နှိုင်းယှဉ်ရမယ့်လူတွေကတိတ်ပြီးမများပါဘူးကိုယ်နဲ့အုပ်စုတွေကလူ90 100လောက်ပဲဒါနေတိုင်းတွေ့နေရတာပေါ့နော်အဲ့လူတွေအားသာချက်အားနေချက်တွေကိုလည်းကောင်းကောင်းသိကြပါတယ်ဘယ်သူကအမဲလိုက်တော်တယ်ဘယ်သူကအစာရှာတော်တယ်ဘယ်သူကအမိုးကစောက်လာကျွမ်းကျင်တယ်ဆိုပြီးသိပြီးသားပါအဲ့ခေတ်ကဒါ filter တွေမရှိသလိုပဲဒါ beauty camera တွေလည်းမရှိပါဘူးဆိုတော့ဒါကိုယ့်ကိုသူများနဲ့နှိုင်းယှဉ်တာမကောင်းတဲ့အရာတခုမဟုတ်ခဲ့ဘူးပေါ့နော်
နောက်ပြီးဒီလိုမျိုးနှိုင်းရှင်တာတကယ်ကိုအသုံးဝင်ခဲ့တဲ့ survival skill တခုလို့ပြောရမှာပါအဲဒီတော့ဒါ तू ကဒီလုံးမှာပူတော့တဲ့ငါသင်ယူရမယ်ဒီလူနဲ့ပူပေါင်းရင်ပို့ပြီးအဆင်ပြေမဲ့ဒီအချိန်ဒီမှာငါပူကြိုးစားရမယ်ဆိုပြီးတော့ကိုယ့်ကိုတိုးတက်အောင်လုပ်ဖို့တော့ပဲသုံးခဲ့ကြတာပါဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒါကျွန်တော်နှိုင်းရှင်နေရတာဒါကိုယ့်ပတ်ဝန်းကျင်ကလူတရားလောက်မဟုတ်ဘဲနဲ့ social media ကြောင့်မလို့ဒီနေ့လူထောင်ပေါင်းတန်းပေါင်းများစွာပေါ်လာတာဖြစ်နေပါတယ်ပြဿနာကျွန်တော်တို့က social media ပေါ်မှာဒီလူတွေရဲ့ဘဝအစစ်မှန်တွေကိုမြင်နေရတာမဟုတ်ပါဘူးသူတို့ရွေးချယ်ပြီးတင်ထားတဲ့အကောင်းဆုံးအပိုင်းတွေပဲမြင်နေရပါဘူးเนาะအခုမှကျွန်တော်အပြင်မှာတွေ့တဲ့လူတွေဆိုလို့ရှိရင်အားသိကြပါတယ်ဆိုင်ကယ်လေးဖွက်ချက်နေမလို့ပေါ့เนาะဒါကဒါ social media ကြောင့်မလို့ဖြစ်လာတာပါတော်တော်များများတော့သူများရဲ့ဘဝတွေကိုကိုယ်နဲ့နှိုင်းယှဉ်ပြီးတော့မှဒါစိတ်အားငယ်တာစိတ်ပြတ်တာဖြစ်တတ်ပါတယ်စိတ်ပညာမှာဒီလိုကိုယ့်တဲ့ပူအောင်မြင်တယ်ပူလှတယ်ပူချမ်းသာတယ်လို့ထင်ရတဲ့လူနဲ့ကိုယ့်ကိုနှိုင်းယှဉ်တာကို upward social comparison လို့ခေါ်ပါတယ်ဒီလိုနှိုင်းယှဉ်တာကအမြဲတမ်းမကောင်းတာတော့မဟုတ်ဘူးပေါ့နော်တခါဒီမှာအားကြပြီးကြိုးစားခြင်းတွေကိုဖြစ်စေနိုင်တယ်ပေါ့JD Foundation ရဲ့အချက်လက်တွေရဆိုလို့ရှိရင်ဒါ social media တနေ့9နိုင်တဲ့ပို့ပြီးတော့သုံးတဲ့လူတွေကကိုယ့်ကိုတန်ဖိုးထားနိုင်မှုပို့ပြီးတော့နည်းလာပြီးတော့မှစိတ်ကြယောဂနဲ့ကိုယ့်ကိုအန်ရပြုခြင်းတဲ့အတွေ့အကြုံဖြစ်နိုင်ခြင်းပိုများတာကိုတွေ့ရှိထားပါတယ်ဆိုတော့ social media post ခုကဒါလူတယောက်ဘွားတစ်ခုလုံးကိုစားမပြုဘူးဆိုတော့လေဒါအမြဲတမ်းသတိရဖို့လိုတယ်ပေါ့နော်သူတို့ရဲ့စိတ်ဖိစီးမှုတွေမောင်မြင်တဲ့နေ့နဲ့ပြဿနာတွေတော့ကျွန်တော်အနေနဲ့အများကြီးမမြင်ရပါဘူးနောက်တော့မှတ်ထားတဲ့ကိစ္စကတော့ကျွန်တော်တို့ဘိုးဘေးတွေတယောက်ကိုတယောက်အနိုင်ယူဖို့တဲ့ဆိုင်အတူတူပူးပေါင်းပြီးတော့ရှင်သန်ခဲ့တာပါသူတို့တို့တခြားတယောက်အောင်မြင်တာဒါကိုယ့်ရဲ့ရှုံးနိမ့်မှုမျိုးဖြစ်မလာဘဲနဲ့ဒါအုပ်စုတစ်ခုလုံးတော့ပိုးပြီးတော့အားကောင်းလာမျိုးဖြစ်လာတာပါဒီမျိုးဒီနေ့ကမှလည်းပြန်ယူလာနိုင်မယ်ဆိုလို့ရှိရင်ဒါတခြားသူတွေရဲ့အောင်မြင်မှုချင်းချောက်မှုတစ်ခုလုံးမမြင်တော့ဘဲနဲ့ကိုယ်တို့အားကြစရာတင်ယူစရာတစ်ခုလိုမျိုးဖြစ်မြင်လာနိုင်ပါတယ်အဲ့ချိန်မှာတော့ကျွန်တော်ရဲ့ဘန်းနိုင်လူတွေကိုလိုက်ရှင်ပြီးအနိုင်ဖို့မဟုတ်တော့ဘဲနဲ့မနေ့ကကိုယ့်ထက်ဒီနေ့ကိုကပိုတိုးတက်လာဖို့အတွက်ပဲဖြစ်လာမှာပါပြီးတော့လူသားတွေကတယောက်တည်းအသက်ရှင်ဖို့အတွက်ဆင်ခဲပြောင်းလဲလာမဟုတ်ပါဘူးမိသားစုတွေတငယ်ချင်းတွေနဲ့လူအတိုင်းဝိုင်းထဲမှာအတူတူနေထိုင်ဖို့အတွက်ဖြစ်တည်လာတာပါကျွန်တော်အုံတော့ကလည်းဒါဒီဆက်ဆံရေးကိုအားပေးဖို့တော့ဒါအောက်ဆီတိုစင်လို့ခေါ်တဲ့ဒီဟော်မုန်းထုတ်လုပ်ပေးပါတယ်အောက်ဆီတိုစင်ကိုဘွန်းနဲ့ဟော်မုန်းလို့လည်းခေါ်ကြပြီးတော့မှလူကြောင့်နဲ့ကြောက်ယုံကြည်မှုတိုးလာတာရင်းနှီးမှုပိုဖြစ်လာတဲ့ချစ်ခင်တွေ့တာမှုတွေဖြစ်လာဖို့တော့အရေးကြီးတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာမျိုးကြီးပိုကြီးလာတဲ့အင်တာနက်နဲ့ဆိုရှယ်networkတွေပိုကျယ်ပြန့်လာတယ်ဆိုပေမဲ့လူချင်းချင်းရဲ့အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးတွေကတော့လျော့နေလာပါတယ်WHO ရဲ့ဆိုရဆိုလို့ရှိရင်ဒါကမ္ဘာမှာလူ6အောင်မှာတယောက်နီးပါးလောက်ကဒါအထီးကျန်မှုတွေကြုံတွေ့နေရတယ်လို့ဆိုပါတယ်အဲ့တော့အထီးကျန်တာစိတ်မကောင်းဖြစ်ုံနဲ့လည်းမကပါဘူးခန္ဓာကိုယ်နဲ့စိတ်ကျန်းမာရင်တစ်ခုလုံးပါကြီးမားတဲ့တက်အောင်မှုတွေရှိနေပါတယ်အလုပ်အတွက်ကြောင်းအတွက်နဲ့မိသားစုနဲ့ဝေးရောက်ပြောင်းရွှေ့ရတာမြို့ကြီးမှာတယောက်တည်းနေထိုင်ရတာအလုပ်ချိန်ရှည်တော့တာ screen ရှေ့မှာအချိန်ပိုကုန်လာတဲ့အကြောင်းမလို့ဒါလူချင်းတွေ့ပြီးစကားပြောရတဲ့အချိန်တွေနည်းလာပါတယ် social media ကတော့ဒါလူနဲ့ဆက်သွယ်နေမျိုးခံစားချက်တွေကိုတော့ပေးနိုင်မှာပေါ့နော်ဒါပေမဲ့ဒါမျက်နှာချင်းဆိုင်စကားပြောတဲ့နှွေးထွေးမှုတွေမျက်လုံးချင်းစုံတာတွေအတန်အနေထားတွေကိုဟန်မူရာတွေတော့အစားမထိုးနိုင်ပါဘူးနောက်တစ်ခုကတော့လူမှုကွန်ရက်အရွယ်စားပါသိပ္ပံပညာရှင်ကကျွန်တော်ရဲ့အုံနောက်ကလူပေါင်း150လောက်ထိပဲနီးကဲတဲ့ဆက်ဆံရေးကိုထိမ့်သိမ်းနိုင်အောင်ဆင်ကဲပြောင်းလဲထားတယ်လို့ယူဆကြပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒါ social media platform ပေါ်မှာလူရာချီထောင်ချီနဲ့ဆက်သွယ်ဖို့ကြိုးစားနေကြတာပေါ့နော်ရလကတော့ဒါဆက်ဆံရေးအတွက်ကများလာဆိုပေမဲ့အရေးသွေးရတော့ရော့ကျလာပါတယ်အဲ့ကနေစင်းဒါလူများကြားထဲမှာရှိနေမဲ့ဒါကိုယ့်ကိုတကယ်နားလဲသူမရှိသလိုမျိုးခံစားရတာမျိုးဖြစ်လာနေတယ်ပေါ့နော်ဆိုတော့ဒါကိုသတိပြုမိဖို့လိုတယ်ပေါ့အဲ့ရှေးကလူသားတွေအတွက်တနေ့တာဆုံးဖြတ်ရတဲ့အချိန်ကတိတ်မများပါဘူးဒီနေ့အမဲလိုက်မလားအပင်သွားရှာမလားအန်နေနဲ့တွေ့ရင်တိုင်မလားထွက်ပြေးမလားဒီလူကိုယုံကြည်သင့်လားမယုံကြည်သင့်ဘူးလားဆိုရယ်အသက်ရှင်ဖို့အတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုပဲအဓိကအနေနဲ့ချခဲ့ကြတာပါဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒါမနက်မျက်လုံးဖွင့်လိုက်တဲ့အချိန်အစပြီးတော့ဆုံးဖြတ်ချက်တွေကိုတောက်ချောက်ချရပါတယ်ဒီနေ့မနက်ဘာစားမလဲအီးမေးလ်ရင်စစ်မလားလေ့ကျင့်ခန်းရင်လုပ်မလားဘယ်လမ်းအလုပ်သွားရင်ကောင်းမွေးဘူးလဲဘယ်ဝက်စားဝက်မလဲဘယ်သူမှစိတ်ကိုအရင်ပြန်မလဲညကြရင်ဘယ်စီးကြည့်မလဲဆိုရယ်ဆုံးဖြတ်ချက်သေးသေးလေးတွေကနေအလုပ်ပြောင်းမလားရင်းနှီးမြှုပ်နှံမလားဆိုရယ်ဆုံးဖြတ်ချက်အကြီးကြီးအထိကိုတနေ့လုံးမီယံမနာဆုံးဖြတ်ရပါတယ်အဲ့ဒီဆုံးဖြတ်ချက်တိုင်းအုံတော့ executive function လို့ခေါ်တဲ့စိတ်ပိုင်းနဲ့စီမံပေးပါတယ်ဒီစနစ်ကအစီအစဉ်ချတာကိုယ်စိတ်ကိုထိန်းချုပ်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတာတွေကိုတာဝန်ယူထားတာပါဒါပေမဲ့အဲ့ဒီစွမ်းရည်ကလည်းအကန့်အသတ်တော့ရှိပါတယ်အမှန်တပိုင်းမှာအုံတော့ကလမ်းဆန်းနေရမလို့ဒါဆုံးဖြတ်ချက်ကောင်းတွေချနိုင်တယ်ဆိုပေမဲ့ညနေပိုင်းကိုရောက်ရင်တော့စိတ်ကပင်ပန်းလာပြီးတော့ကိုယ့်ကိုထိန်းချုပ်နိုင်ဆိုရင်ရော့ကျလာပါတယ်စိတ်ပညာရှင်တွေကတော့ဒါဒီဖြစ်စဉ်ကို decision fatigue လို့ခေါ်ပါတယ်ရှည်တော့လည်းဒါအကြံဉာဏ်ပြောခဲ့တယ်ပေါ့နော်နောက်တဲ့ပြဿနာတစ်ခုကတော့ cognitive overload ပါဒါကတော့ဒါအုံတော့ရဲ့တစ်ချိန်ထဲမှာကင်တွဲရတဲ့အချက်လက်ပမာဏအဲ့ဒါ walking memory ရဲ့လုံနိုင်စွမ်းတော့ကျော်လွန်သွားတဲ့ချိန်တွေကိုပြောတာပါ notification တွေ email တွေ message တွေ breaking news တွေ social media feeds တွေတခုတခုဝင်လာတဲ့အခါမှာအုံတော့ကအရာအားလုံးအာရုံစိုက်ဖို့ကြိုးစားရင်းနဲ့ပင်ပန်းလာတယ်ပေါ့နော်အာရုံကလည်းဒါအလုပ်တစ်ခုတွေမှာကြာကြာမဆိုင်နိုင်တော့ဘဲနဲ့ဒီတစ်ခုကြည့်လိုက်ဟိုတစ်ခုကြည့်လိုက်နဲ့ဖြစ်လာပါတယ်အေကနဲ့ဒါနဲ့နဲ့ဆိုင်စဉ်းစားရတဲ့အလုပ်တွေဖန်တီးမှုလိုတဲ့အလုပ်တွေကိုချိန်ကြာကြာလုပ်ဖို့တော့ခက်ခဲလာပါတယ်ဒီပြဿနာကိုရှော့ချဖို့တော့နီးလန်းတွေရှိပါတယ်ဘ
အောင်ဆုံးအနေနဲ့ဒါပညာရှင်တွေကကိုယ့်ပတ်ဝန်းကျင်ကိုရိုးရှင်းအောင်လုပ်ဖို့အတွက်အကြံပြုကြပါတယ်မလိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုလျှော့ချနိုင်ရင်ဒါအုံနောက်ကအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေဒါစွမ်းရင်ပိုသုံးလာနိုင်မှာပေါ့နော်ဒီမှာအစားအစာတွေကိုကြိုတင်ပြင်ဆင်ထားတာနေတိုင်းဘာဝတ်မလဲဆိုတော့အချင်းကုန်ခံမဲ့နဲ့ဒါဝတ်စားမျိုးစားတွေကိုရှော့ထားမျိုးတွေကိုလောက်တာပါစတီဗ်ဂျော့ကနေတိုင်းအဝတ်စားပုံစံတွေဝတ်တတ်တယ်ဆိုတာလေဒီလိုမျိုးမလိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုရှော့ချနိုင်မှုပါအဲ့ဒီ notification တွေကိုပိတ်ထားတာ email တွေကိုအချိန်ကန့်သတ်ပြီးမှစစ်တာနဲ့ဒီညဘက် screen မသုံးတဲ့အချိန်ထားတာလိုမျိုး digital minimalism လေ့ကျင့်နေရတယ်ဒါအုံနောက်ကိုအနားပေးနိုင်မှာပါနောက်တဲ့ပြဿနာကတော့အိတ်ဆက်ခြင်းပါကျွန်တော်ရဲ့ခန္ဓာကိုယ်မှာဒါအိတ်ဆက်ခြင်းနဲ့နိုးထခြင်းကိုထိန်းညှိပြီးတဲ့သဘာဝနာရီတခုရှိပါတယ်အဲ့ဒါကို circadian clock ဒါမှမဟုတ် circadian rhythm လို့ခေါ်ကြပါတယ်ဒီနာရီကအချိန်ကိုကြည့်ပြီးအလုပ်လုပ်တာတော့မဟုတ်ပါဘူးအဓိကအပြင်ဒါအလင်းအောင်ကြည့်ပြီးအလုပ်လုပ်တာပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်းသိန်းချီရဲ့အချိန်ကနေဝင်သွားရင်လူသားတွေရတဲ့အလင်းအောင်ဆိုလို့မိဘုံတွေကထွက်တဲ့မီးအောင်မရှိပါတယ်ဒါကြောင့်နေဝင်ရဲ့ဒါခန္ဓာကိုယ်ကအိတ်ဖို့ပြင်ဆင်ပြီးတော့မှနေထွက်လာရင်တော့နိုးထားဖို့ပြင်ဆင်တဲ့စနစ်နဲ့ evolution လုပ်ခဲ့တာပေါ့နော်ဒါပေမဲ့လျှက်စစ်မီပေါ်လာပြီးနောက်ပိုင်းဒါ LED မီးတွေ smartphone တွေ tablet တွေနဲ့ computer screen တွေပေါ်လာတဲ့အချိန်မှာတော့ဒါညဘက်မှာတော့မှနေ့ဘက်လိုအလင်းအောင်တွေအောက်မှာနေနိုင်တဲ့ကဘာတစ်ခုရောက်လာပါတယ်အဲ့မှာပြဿနာစလာပါတယ်အဲ့ဒါကတော့ဒါ LED screen ကနေထုတ်တဲ့ဒီ blue light တွေပါblue light ကလှိုင်းလျားတူတဲ့အလင်းအောင်ဖြစ်တာမလို့ဒါခန္ဓာကိုယ်အိတ်ဖို့အတည်ပြီးတဲ့ melatonin hormone ထုတ်လုပ်မှုကိုဖိနေပေးပါတယ်Harvard University သုတေသနအရဆိုလို့ရှိရင်ဒါ blue light က green light နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် melatonin ထုတ်လုပ်မှုနှစ်ဆလောက်ပိုကြအောင်ဖိနေနိုင်ပြီးတော့မှ circadian rhythm ကို3နာရီလောက်ထိနောက်ကျသွားစေနိုင်တယ်လို့ဆိုပါတယ်ဆိုတာအိပ်ပျော်သွားရင်တော့မှဒါအိပ်စက်မှုအရည်သွေးရတာကြာဆင်းသွားနိုင်တယ်ပေါ့နော်အေးမွားတဲ့ခါကျရင်ဒါသတိရနိုင်စွမ်းတွေမှတ်ဉာဏ်တွေကိုယ်ခံစနစ်တွေစိတ်ခံစားချက်တွေနဲ့အစားအစာကိုချီးပဲတဲ့ metabolism ပါဝင်ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တော်တော်များများကိုထိခိုက်စေနိုင်ပါတယ်Harvard ကဇက်မှာဖော်ပြထားတဲ့သုတေသနအရဆိုလို့ရှိရင်ဒါနေ့ဘက်မှာတောက်ပရဲ့သဘာဝအလင်းအောင်ပူရတဲ့သူတွေကဒါအိတ်ချိန်ပူမှန်ပြီးတော့စိတ်ကြယောဂဖြစ်နိုင်ကြတယ်ပူနေတာကိုတွေ့ရှိထားပါတယ်နေရောဗိုက်တာမင် D အတွက်ကိုကူညီပေးသလိုပဲစိတ်ခံစားချက်ကောင်းစေတဲ့ serotonin ပမာဏကိုလည်းတိုးလာသေးပါတယ်ဒါပေမဲ့ဒီနေ့ကမှလူတော်များများဒါရုံငန်းထဲတွေအိမ်ထဲတွေမှာပဲဒါအတနေ့လုံးနေရပြီးတော့မှသဘာဝနေအောင်အလွန်လောင်းအောင်မရကြပါဘူးဆို evolution နဲ့ကိုင်ကျင်နေထိုင်မှုပြန်အောင်ဆိုလို့ရှိရင်ဒါမနက်ခင်းနေအောင်ထွက်ခံတာနဲ့ညဘက်မှာတော့အလင်းအောင်တောက်တွေရှော့သုံးတာမျိုးတွေလုပ်သင့်ပါတယ်ခုတော့ဒါကျွန်တော်တို့ခင်းနောက်ကြနေရှေးခေတ်အုံနောက်ကိုဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်သုံးချမလဲဆိုတော့ဆက်ပြီးလေ့လာကြည့်ပါမယ်ကျွန်တော်ပြောလာခဲ့တဲ့အကြောင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအရေးကြီးဆုံးသဘောပေါက်တဲ့အချက်တခုရှိပါတယ်အဲ့ဒါတော့ကျွန်တော်မှဖြစ်နေပြဿနာတော်တော်များများဒါကိုကအားနေလို့စိတ်တက်မခိုင်မာလို့ဖြစ်နေရမှာမဟုတ်ဘဲနဲ့ဒါရှေးခေတ်ပတ်ဝန်းကျင်အတွက် evolution လုပ်ထားတဲ့အုံနောက်တစ်ခုခေတ်သစ်ကဘာမှာအသုံးချနေလို့ဖြစ်နေရလို့ပြောနိုင်ပါတယ်ပထမဆုံးကတော့မကောင်းတဲ့သတင်းတွေကိုအဆက်မပြတ်ကြည့်နေအောင် short ချတာပါဒီနေ့တော့ breaking news တွေကိုလိုက်ကြည့်မဲ့စားသတင်းဖတ်မဲ့အချိန်တွေကိုဒါတတ်မှတ်တင်တယ်ပေါ့နော်ပြီးတော့ drone scrolling ကိုလည်းရှောင်ဖို့လိုပါတယ်ပြီးတော့မကောင်းတဲ့သတင်းတွေနဲ့ပဲအုံနောက်ကိုမဖြေဘဲနဲ့ဒါအားပေးစရာဇလန့်တွေပညာရတဲ့ content တွေကိုဝါသနာပါတဲ့ hobby တွေအတွက်အချိန်ပေးတယ်ပါတယ်နောက်တစ်ခုကတော့နည်းပညာကကိုယ့်ကိုအသုံးမချနိုင်အောင်လို့ကြိုးစားရမှာပါမလိုအပ်တဲ့ notification တွေကိုပိတ်ထားတာချိန်ဖြုံးစေတဲ့ app တွေကိုဖြတ်ထားတာ screen time limit လုပ်ထားတာနဲ့ဒီ social media သုံးချိန်တွေကိုကန့်သတ်ထားတာတွေလုပ်ရမှာပါကိုယ် FOMO ဖြစ်စေတဲ့ account တွေကို follow ဖြုတ်ပြီးတော့မှကိုယ့်ပညာပေးတဲ့ artist ရဲ့ content တွေနဲ့အစားထိုးတာလည်းအများကြီးကိုအထောက်အကူဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ကိုယ့်ကိုတခြားသူတွေနဲ့အမြင်နိုင်ရှင်တဲ့အလေးချင်းကိုရှော့ချဖို့ဆိုလို့ရှိရင်ဒါ gratitude လို့ခေါ်တဲ့ကျေးဇူးတင်တဲ့အလေးချင်းကိုမွေးမြူရမှာပါနေတိုင်းကိုယ့်ဘဝမှာကျေးဇူးတင်စရာအရာလေးကိုခြာရေးတာကိုယ့်ရဲ့တိုးတက်မှုကိုယ်တိုင်အတိမတ်ပြုတာ social media ကဘဝအဆင့်မဟုတ်ဘဲနဲ့ highlight reel ပဲဆိုတော့တတိယနေဖို့လိုပါတယ်ကိုယ့်ရဲ့ feed မှာလည်းဒါလက်တွေ့ကြတဲ့လူတွေကို follow လုပ်တာပိုကောင်းတယ်ပေါ့နော်ပြီးတော့လူအများကြီးနဲ့အပေါ်ရန်ဆက်ဆံရေးတဲ့လူနည်းနည်းနဲ့နက်နက်ရှိုင်းဆက်ဆံရေးကိုပို့ပြီးတော့တန်ဖိုးထားရမှာပါမိသားစုတွေတငယ်ချင်းတွေနဲ့ပုံမှန်တွေ့ဆုံမှုအချိန်သတ်မှတ်တာမျိုးလုပ်ဖို့လိုပါတယ်ထီးချမ်းမှုဆိုတာဒါလူတိုင်းကြုံရနိုင်တဲ့အရာတခုဖြစ်နေရမလို့ကိုထီးချမ်းနေရလို့ခံစားရတဲ့ခါမှာတရားကိုအရင်ဆက်သွယ်လိုက်တာလေအရေးကြီးပါတယ်စားသောက်မှုပုံစံကိုလည်းတက်နိုင်သမျှသဘာဝအစားအစာတွေဘက်ကိုပြန်လှည့်ရမှာပါအသီးနဲ့ဟင်းသီးရွက် protein ကောင်းကောင်းနဲ့ကျန်းမာရေးညီညွတ်တဲ့အစားအစာတွေကိုပိုစားသင့်ပါတယ်စားချင်စိတ်ပြင်းပြတာဒါကိုကစီးကမ်းမရှိလို့မဟုတ်ဘဲနဲ့ဒီအုံနောက်ရဲ့ဇီဝဗေဒဆိုင်ရာတုံ့ပြန်မှုဆိုတော့လေတတိယဖို့လိုပါတယ်နောက်ပြီးတော့ဒီနေ့ဒါဆုံးဖြတ်ချက်တွေကိုလည်းဒါတက်နိုင်အောင်ရှော့ချနိုင်ဖို့လိုတယ်ပေါ့နော်ဒါမှပဲဒါစိတ်သက်သာရနိုင်မှာပေါ့အိပ်စက်မှုလည်းဦးစားပေးဖို့လိုပါတယ်နောက်ပိုင်းမှာသဘာဝနေအောင်ခံပြီးတာညဘက်မှာဖုန်း tablet နဲ့ကွန်ပျူတာသုံးတာရှော့ချပြီးတော့မှ blue light နဲ့ထိတွေ့မှုနည်းအောင်လုပ်ဖို့လိုပါတယ်သဘာဝပတ်ဝန်းကျင်နဲ့ပို့ပြီးတော့ထိတွေ့ဖို့လိုပြီးတော့မှပန်းချံဥယျာဉ်နဲ့ဒီတစ်ပင်များနေရာတွေစီကိုသွားရမှာပါကိုလည်းလှုပ်ရှားမှုတွေနေ့စဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်အောင်လုပ်နိုင်တော့ဒါအကောင်းဆုံးပဲလို့ပြောအောင်ပေါ့နော်တရားထိုင်နိုင်လည်းတော်တော်ကြီးအထောက်ကိုပြုပါတယ်ဒီလေ့ကျင့်နေတာစိုးရင်ပူပန်မှုတွေနဲ့အတွေးဟောင်းတွေကိုထပ်ခါတွေးနေ rumination ကိုလည်းဒါရော့ကျစေပါတယ်နောက်ပြီးတော့ကိုယ်နဲ့အမြင်မတူတဲ့အမြင်တွေကိုလည်းတမင်နားထောင်ကြည့်သင့်တယ်ပေါ့နော်အမြင်မတူတဲ့သူတွေရန်သူတို့မမြင်ဘဲနဲ့ဘာလို့သူတို့တွေအဲ့လိုမျိုးတွေးလဲဆိုတော့နားလည်းကိုစူးစမ်းသင့်ပါတယ်နောက်ဆုံးတစ်ခုကတော့တစ်ခါလေးမှာပြင်းနေတာပါပြင်းတာမကောင်းဘူးလို့ထင်ကြရမယ်ဒီတစ်ခါလေးမှာတော့ပြင်းတာကောင်းပါတယ်
ဒါကတော့ဒါခင်းနောက်ကြနေအုံနောက်တော့ဒီနေ့ခေတ်မှာအဆင်ပြေစေမဲ့နီးလန်းတွေပေါ့နော်အခုလောက်ဆိုလို့ရှိရင်ဒါဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ကမောက်ကမဖြစ်နေတဲ့အခြေအနေချို့ဟာဒါရှေးခေတ်ပတ်ဝန်းကျင်တို့ဆင်ကဲပြောင်းလဲလာအုံနောက်နဲ့ဒီခေတ်သစ်လူနေမှုပုံစံကြမကိုက်ညီမှုနဲ့ဆက်ဆက်နေဆိုတော့နားလည်တော့ပြီလို့ထင်ပါတယ်စုံးနေကြည့်ရှုပြီးလို့ကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ